လောပါစထိုးတော့မှဖြစ်ပါလေအပြင်ကိုဖောက်ပြီးပါနော်ဖောက်ပါပြီဖောက်တာရမ်းမှာပါလေမတူလားတော့တိတ်မဖောက်တတ်ဘူးတိတ်ဖောက်တတ်တော့စဖောက်တာဆိုတော့တအားမှာတယ်သိတော့ထားတာပုံမှာပေါ့နော်အဲ့လိုထိုးအောင်ရှင်းနေလိုက်လာတာဆိုဟိုးမှလည်းဖောက်နေကုန်ပြီဟိုးမှဖောက်နေဟိုးမှလည်းဟိုးရှင်လည်းဖောက်နေပါပြီဇွန်တက်ပဲစီပြောလို့ဇွန်တက်ပြီးခွတ်တက်လို့ပြောတယ်ဟုတ်ကလည်းလို့ရှိတ်ထားပါနော်မထူးတော့စီသိမ်းလို့ရှိရင်ရှိတ်ထားသွားရတိုင်းလို့စီရဆက်တိတ်ကြတယ်ဟုတ်နော်ညာရဲဖောက်တော့စတယ်ညာရဲဖောက်မှာပါဟိုးဘက်တည်းရပါနော်ဟိုဘက်ကတော့ဒီဘက်ချမ်းကတော့မနေဘူးဖောက်ထားပါနော်ဖောက်လိုက်ပါအောင်မရှင်